ဘာတဝမ်းရှိတရိษံများစွာသည်အစိတ်အရွယ်စားခွန်အားသို့မဟုတ်ရန်လိုသည့်အပြုအမူကြောင့်ဖြစ်စေလူသားများအတွက်အန္တရာယ်ဖြစ်စေနိုင်သည့်ဤသည်မှာအန္တရာယ်ရှိဆုံးတရိษံအချို့ဖြစ်သည်တချင်အန္တရာယ်ငှက်ဖျားသွေးလွန်တုပ်ကွေးစက်ကနှင့် West Nile virus ကဲ့သို့သောရောဂါများကိုတည်ဆောင်ပါသေဆုံးမှုများကမ္ဘာတဝန်းတွင်တစ်နှစ်လျင်လူ9သိန်းကျော်သေဆုံးစေပါသည်နှစ် Box jellyfish အန္တရာယ်အဆိပ်ရှိသောအရွက်များသည်နှလုံးရက်ခြင်းလေဖြတ်ခြင်းနှင့်သေဆုံးခြင်းတို့ကိုဖြစ်စေသည့်သေဆုံးမှုများအများစုမှာအင်ဒိုပစိဖိတ်ဒေသတွင်နှစ်စဉ်ရာနှင့်ချီ၍သေဆုံးကြသည်3ရေငန်မိကြောင်းအန္တရာယ်အကြီးဆုံးနှင့်အပြင်းထန်ဆုံးသောမိကြောင်းသည်မြင်း၏အကိုက်ခံရပြီးအရိုးများကိုကျိတ်ချေနိုင်စွမ်းရှိသည်သေဆုံးမှုများအဓိကအားဖြင့်အရှေ့တောင်အာရှနှင့်ဩစတြေးလျတွင်တစ်နှစ်လျင်ရာနှင့်ချီသောတိုက်ခိုက်မှုများအာဖရိကဆင်အန္တရာယ်အားကောင်းပြီးနယ်မြေပိုင်နက်လူများနှင့်ယင်းများကိုနင်းနိုင်စွမ်းရှိသည့်သေဆုံးမှုများအဓိကအားဖြင့်အာဖရိကတွင်တစ်နှစ်လျင်900သေဆုံးမှုကိုဖြစ်စေသည်ငါဟစ်ပါပိုတာမတ်အန္တရာယ်အလွန်အမင်းပိုင်နက်နှင့်ရန်လိုသောလူသားတွေကိုကျော်လွန်နိုင်ပါတဲ့သေဆုံးမှုများအာဖရိကတွင်တစ်နှစ်လျင်900သေဆုံးမှုကိုဖြစ်စေသည်